ဆိုအကင်နဲ့လေးလည်းမှုရပြီးတော့အဲ့ဘက် channel မှာအစင်လေးရှိပါတယ် Oh my god wow Hello အားလုံးမင်္ဂလာပါဒီနေ့မှာတော့ဖိုးကမျှဝေခြင်းတဲ့အကြောင်းအရာကတော့ဗာလဲဆိုတော့ဒီ2023ပေါ့နော်စက်တင်ဘာလမှာဖိုးတို့ဖင်လန်ကိုစပြီးတော့မှလာတဲ့အချိန်တုန်းကပေါ့နော်တငယ်ချင်းတွေနဲ့အတူတူရိုက်ထားတဲ့ဗီဒီယိုအပိုင်းစာလေးရှိရပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကိုဖိုးကသွားပြန်ပြီးတော့မှ edit လုပ်ပြီးတော့မှပြန်တင်ပေးမှာဖြစ်ပါတယ်ပေါ့နော်အရင်တော့ဘာတွေလုပ်ခဲ့လဲဘယ်သွားခဲ့လဲအဲ့ဒါလေးတွေကိုအခုချိန်မှာပြန်ပြီးတော့မှကြည့်မယ်ပေါ့နော်ဆိုတော့ပူသွားပြန်ပြီးတော့မှ edit လုပ်ကြည့်မယ်ဟိုအနက်ရတယ်ဝါမွေးနေပဲအကင်နဲ့ဟာဟိုးဘက်ထိတ်မှာဖူးလိုလိုမျိုးဒီလိုမျိုးခြံနေကွာခြံတစ်ခြံတော့ဟိုးဘက်ထိတ်ဆုံးကတိုက်အိမ်ကလူတွေအကင်ကင်နေတာဖြစ်ပါတယ်ဗောနော်အရန်မွေးရအနက်ဒီတိတောင်ရောက်လာဗောနော်ဆိုတော့ပူပြမယ်ဟိုးဘက်ထိတ်ကခြံကဗောနော်အမှသူတို့အကင်နေကင်နေရဖြစ်ပါတယ်ဆိုတော့ကင်နိုင်ရတယ်ဆိုတော့ဒီနေ့ကရာသီဥတုအရန်ကောင်းနေရပေါ့နော်ဆိုတော့ရာသီဥတုအရန်မိုက်တယ်ကွာဒီအပြင်လေးမှာပေါ့နော်ဒီလိုမျိုးလေးထွက်ထိုင်ရတာဟိုကလုံးဝအရန် fresh ဖြစ်တယ်ပြီးတော့အရန်မိုက်တဲ့ feeling လေးပေါ့နော်ဆိုတော့ဖူးသွားပြီးတော့မှ edit လုပ်ပြီးတော့အတူတူပြန်လာပြပါမယ်ဟာလေးကအရန်တိုက်တယ်အရန်မိုက်တယ်နေသားတဲ့နေအရန်ကြိုက်တယ်မိုးရွာရင်မကြိုက်ဘူးပေါ့နော်မိုးတွေကအခုတလောဇက်တိုက်ရွာနေတာဟုတ်တယ်နေတိုင်းကိုရွာနေတော့တာဆိုအကင်နဲ့လေးလည်းမှုရပြီးတော့အဲ့ဘက် channel မှာအစင်လေးရှိပါတယ်အရွှေရှိပဲသူတို့ကြည်မိသားစုတွေစုံတဲ့ပွဲထင်တယ်ကော်ဖီလေးနဲ့ဆိုစိမ်မဲပေါ့နော်ဒီနေ့အရန်မိုက်နေရဒီဥထုလေးမှာပေါ့နော်ဖူထိုင်ပြီးတော့မှ edit လေးလုပ်ပြီးတော့ပြန်လာခဲ့ပါမယ်ဆိုတော့ဖူနဲ့အတူတူလိုက်ပြီးတော့မှအားပေးပါအောင်လို့ဖူကပြောချင်ပါတယ်ဒါကတော့ဖူကိုမြန်မာပြည်ကနေပြီးတော့ဘန်ကောက်ကိုစပြီးတော့မှထွက်တဲ့ခရီးစဉ်လေးပေါ့နော်ဒါကတော့ဖူကိုဘန်ကောက်မှာအိတ်ခဲ့ရတဲ့နေရာလေးဖြစ်ပါတယ်ဖင်းကိုသွားမယ် flight ကနောက်မနက်မှာဆိုတော့ကြတော့ဖူတို့ညအိပ်ပြီးတော့မှအမှစောင့်ခဲ့ရတဲ့ဟာလေးပေါ့နော်ဒါကတော့ဖူတို့ဖင်းဘက်ကပေါ့နော်လင်းကိုစီးဖို့အတွက်ကိုဖူတို့သွားနေတာဖြစ်ပါတယ်လူတွေအများကြီးတော့တွေ့တယ်အဲ့ချိန်မှာလေရင်ပေါ်ကိုစပြီးတော့တက်ပါပြီဆိုတော့ဆက်ဆူဆူနေပြီးတော့ဒီနေ့ပေါ့နော်ဘာတွေစားရမလဲဆိုပြီးတော့နှစ်ယောက်သားကြည့်ကြပါတယ်ဒါပေမဲ့အဲ့လေမမစားတဲ့ဟာလေးတွေကအရန်ကောင်းတယ်ကွာသူတို့ရဲ့ဒီအစားတောက်လေးပေါ့နော်အရန်ရတာရှိရလို့ပြောမှာပေါ့နော်ပို့ဆိုလို့ရှိရင်စားပြီးလို့ရှိရင်အိတ်တယ်12နိုင်ကြောင်စီးခဲ့ရတဲ့ခရီးကိုစားပြီးအိတ်တယ်အိတ်ပြီးတော့နောက်တစ်နေ့လာကြွေးထားစားတယ်ပြီးပြန်အိတ်တယ်ပေါ့နော်ဆိုတော့12နိုင်လုံးအဲ့လိုဖြတ်တန်းခဲ့ရဖြစ်ပါတယ်လူတွေကတော့အရန်များတယ်ပေါ့နော်လင်းတစ်စီးလုံးအပြည့်နီးပါအပြည့်လို့တော့ပြောလို့ရတယ်ဆိုတော့ဒါကတော့ပထမဆုံးစရောက်တဲ့အချိန်မှာဟိုဘာသဘောကျလဲဆိုတော့လေထုကအရန်တန့်တယ်လေရန်တန့်တယ်ပေါ့နော်ပြီးတော့ဒါကတော့အကုန်လုံးကညင်တက်နေစိတ်လှုပ်ရှားနေကြတဲ့အနေထားလေးတွေပေါ့နော်အကုန်လုံးကစိတ်တွေလှုပ်ရှားနေကြတာရောက်ပြီဆိုတဲ့ခါကျတော့ဒီချိန်မှာဆီယာမကလာကြိုတယ်ပေါ့နော်ဆီယာမတော့မဟုတ်ဘူးဖူးတို့လာတော့ကကျောင်းအုပ်ကြီးကိုယ်တိုင်လာကြိုပေးရပေါ့နော်ဒီဟယ်ဆင်ကီလေဆိပ်မှာဆိုတော့အဲ့ချိန်မှာဖူးမှတ်မိရအေးတာပေါ့နော်ဆိုတော့အဲ့တုန်းကဒီ6လပိုင်းဆိုတော့စောင်းတွင်းတော့မဟုတ်ဘူးဒါပေမဲ့အပူချိန်ကတော့14-15လောက်ရှိတယ်အဲ့ဒါကိုချမ်းနေကြတာပေါ့နော်ချမ်းတာပေါ့နော်ကိုယ်နိုင်ငံမှာအပူချိန်14-15ဆိုတာမရှိဘူးကွာအဲ့အချိန်မှာအကျန်းချမ်းနေကြမှန်းသိရောကျောင်းအုပ်ကြီးကဖူးတို့ကိုသူကအမှတီးလိုက်ပြီးတော့မှဝယ်တိုက်တာပေါ့နော်အကုန်လုံးတီးတယောက်တစ်ခွက်မှာပြီးတော့မှတောက်ကြတယ်ကျောင်းအုပ်ကြီးကသူရှင်းပေးတာပေါ့နော်ဆိုတော့ဒီဗီဒီယိုထဲမှာတော့တချို့လူတွေကတော့ပိန်နေပါတယ်ဖူးကြီးอ่ะပေါ့နော်တချို့တွေကတော့ပိန်ပြီးတော့တချို့တွေကတော့ဝါလာကြပါတယ်
အခုဆိုလဲဝါလာတယ်လို့ခံစားရတယ်အခုဆို 5kg တောင်တက်သွားတယ်ပေါ့နော်အရင်တော့55ကိုထိန်းလာတာနှစ်ပေါင်းမနည်းဘူးပေါ့နော်အခုဆိုလို့ရှိရင်ဖိုးကကီလို60လောက်ဖြစ်နေပြီပေါ့နော်ဆိုတော့ဒီဗီဒီယိုတွေထဲမှာပြန်ကြည့်ရမယ်ဆိုပိန်သေးတယ်ဆိုဖိုးသတိထားမိသလောက်မတ်ဖြူဆိုရင်တော့သူနည်းနည်းပြည့်လေးပေါ့နော်ဒီရောက်မှသူပိန်နေကိုဝေးကြီးဆိုလို့ရှိရင်သူကဒီရောက်မှဝါလာတာပေါ့နော်ဒီဗီဒီယိုထဲမှာအရန်ပိန်နေအဲ့ဒါတော့ဖူးဘာရှာနေရလဲဆိုရဲရောက်ချင်းမှာ sim card ရှာနေရပေါ့နော်ဒီတယ်လီယာရဲ sorry sim card ကိုဖူးရှာတာပေါ့နော်ရှာပြီးတော့ဘယ်မှာမှအဲ့လိုဝယ်လို့မရဘူးပေါ့နော်ဘာလို့ဆိုဖူးတော့မှဘန်မရှိဘူးသူက cash နဲ့လည်းလက်မခံဘူးဆိုတော့အဲ့မှာပြဿနာတက်တာပေါ့နော်ဆိုတော့ sim card အဲ့ချိန်နေမရဘူးပေါ့နော်ဆိုတော့ဒါတော့အဝေးပဲကွာအဲ့ဒီလမ်းလျှောက်လိုက်ရတာအဲ့ Prisma ထိပေါ့နော်လျှောက်လိုက်ရတာအဝေးပဲကွာဟုတ်တယ်အဲ့ဒါမှတ်မိရဲအဲ့ဒါပြီးတော့အဝေးလျှောက်ပြီးတော့ရလာလားဆိုတော့မရလာဘူးပေါ့နော်အဲ့တော့စိတ်ညစ်ညစ်နဲ့အိမ်ပြန်ရောက်လာပါတယ်ဒါကတော့သူကအဲ့ထဲမှာ berry သီးလို့ပြောတယ် no အဲ့ဒါ berry သီးလုံးဝမဟုတ်ပါဘူးအဲ့တော့ကတော့မသိဘူးပေါ့နော်အဲ့ချိန်တော့ berry သီးဆိုပြီးရှောက်ခူးတယ်ပြီးတော့စားကြည့်တော့နှစ်ယောက်သားချင်လို့ပေါ့နော်အမှန်တော့ berry သီးမဟုတ်ပါဘူးလုံးဝမဟုတ်ပါဘူးခုမှသိရပါပေါ့နော်ဆိုတော့ဒါတော့ဖူးတို့ရဲ့ကျောင်းကအပြန်လန်းနေပေါ့နော်ဟုတ်တယ်ဒါ Iso Cristina ကပေါ့နော်အဲ့နာလေးကဒါစစ်တင်ချိုင်းဟုတ်တယ်စစ်တင်ချိုင်းနေမှာဖူလို့သွားတဲ့ချိန်မှာလည်းအရန်လှတယ်ပေါ့နော်အဲ့ချိန်နေရလဲတာနေရယ်နေလဲတာနေရယ်ဆိုတော့အရန်မိုက်ပါတယ်ရာသီဥတုလေးရလဲအဲ့ချိန်တော့ကြတော့အကုန်လုံးကအထူးဆန်းနေဖြစ်နေတာပေါ့နော်အရန်လဲလှပါတယ်ကိုမမြင်မှုတဲ့နေရာဒေသကြီးဖြစ်တဲ့အတွက်အရန်သဘောကျဒါလေးကတော့စတာမှာဖြစ်ပါတယ်ဒါဖူးတော့အရန်သွားပြီးတော့မှအရန်သဘောကျခဲ့တဲ့နေရာလေးဟုတ်တယ်ပေါ့နော်တငယ်ချင်းနေနဲ့အတူတူသွားတာအရန်ပျော်ပါတယ်ဆိုတော့အဲ့နေတော့ကတော့ဖူးတော့ညဘက်ကြီးရောက်သွားတာဟုတ်တယ်အိတ်ပြီးတော့နောက်နေ့မနေ့ကျတော့ဖူးတို့ဒါကျောင်းကိုသွားချပြီပေါ့နော်ကျောင်းစာတက်ရမယ်ဆိုတော့ကျောင်းကိုသွားကြတာဖြစ်ပါတယ်ဆိုတော့အေးလားဆိုတော့အေးတာပေါ့နော်ကိုယ်နိုင်ငံမှာအပူချိန်14-15ဆိုတာမရှိရခါကျဒီလိုနေထားဆိုတာအေးနေကွာနေတော့ထွက်တယ်ဒါပေမဲ့အေးနေတယ်ပေါ့နော်ဆိုတော့အဲ့ချိန်တော့အေးတံအရင်မခံနိုင်တဲ့အချိန်ကျပို့ပြီးတော့မှအေးတယ်ကွာဆိုတော့ဒါကတော့မနက်ခင်းမှာကျောင်းကိုရောက်ပါပြီဆိုတော့ဒါကတော့နေရာယူနေကြတာဖြစ်ပါတယ်ပထမဆုံး first day ပေါ့နော်ကျောင်းတက်တဲ့ first day ပေါ့ဖူးတို့8ယောက်ပဲရှိပါတယ်ဒါကတော့ဒီချက်ကစာရီတင်ပေးနေအဲ့ချိန်မှာဖူးတို့အိမ်မရလို့ဆိုပြီးတော့ကိုဝေရဲ့လုံးဝသူစာတောင်လုံးဝမတင်နိုင်မဲနဲ့အိမ်ကိစ္စကိုပဲပေါ့နော်လုံးဝသူစူးစမ်းနေတာဟုတ်တယ်အဲ့တုန်းကပေါ့နော်ကုညီပေးအိမ်ရအောင်လမ်းညွန်ပေးရဲပေါ့နော်သူတွေအကုန်လုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဒါကတော့တငယ်ချင်းတွေចောင်းပြီးတဲ့အချိန်မှာပေါ့နော်တငယ်ချင်းအမတွေအိမ်သွားလဲတာဟုတ်တယ်သူတို့ကဒီမြို့မှာပဲနေရမှာဆိုတော့အိမ်ကိုသွားလဲချတာပေါ့နော်ဒါကတော့ဖူးတို့နေတဲ့အဖာမန်ရဲ့အောက်ထဲမှာအဝတ်သွားလျှော်နေတာဖြစ်ပါတယ်ဒါကတော့ဆောင်းနာဟုတ်ပါတယ်ဆောင်းနာပေါ့နော်အဲ့တုန်းကတော့ဆောင်းနာဆိုတာကကိုနဲ့မအဆက်ဘူးလို့ထင်တာပေါ့နော်မဝင်ခဲ့ပါဘူးဒါကတော့ဒီနေရာလေးကဖို့အရင်သဘောကျတယ်သူဆေးလိပ်တောက်တဲ့နေရာလေးလုတ်ပြီးထားပေါ့နော်အေးတဲ့ခါကျထွက်မထိုင်နိုင်ဘူးပေါ့နော်အပြင်မှာထွက်ပြီးတော့အကြာကြီးထွက်မထိုင်နိုင်အောင်ထွက်ရင်တော့အနွေးတယ်နဲ့ဘာနဲ့တော့အလုပ်ရှုပ်ဒါကတော့ day 2ဖြစ်ပါတယ် day 2မှာဖို့ကျောင်းကိုသွားနေရဖြစ်ပါတယ်ဆိုလမ်းမှာ Skype ပြောရပေါ့နော်အဲ့အချိန်မှာမြူတွေကြာနေပါတယ်မြူတွေပေါ့နော်6လပိုင်းဆိုတော့ yes မြူတွေကြာနေရဖြစ်ပါတယ်ပေါ့နော်ဖူးလို့အဲ့တော့ကျောင်းတက်တုံးက2ပတ်လောက်တက်လိုက်ရတယ်ပေါ့နော်ကျောင်း2ပတ်တက်ပြီးတော့မှဖူးလို့ဒီ lab တီကိုပြောင်းလာတာဖြစ်ပါတယ်
အဲ့တုန်းကပေါ့နော်လာတီကိုပြောင်းကန်နေ2ရက်လောက်လို့မှအိမ်ရခဲ့တာပေါ့နော်အဲ့လုံးဝမမေးနိုင်တော့ပေါ့နော်ဒုက္ခတွေတောကတွေအပူပြာပါရတွေနဲ့များပြီးတော့တခါတည်းဖြတ်တန်းခဲ့ရတာပေါ့နော်ဆိုတော့အိမ်ရတဲ့ချိန်မှာလည်းထမင်း2ရက်လောက်မစားရပါဘူးဆိုတော့ဒါကတော့ပြောပြရင်တော့ drama king နေဖြစ်ပါတယ်ဒါကတော့ចောင်းစင်းတဲ့ချိန်မှာဖူးလို့လျှောက်ပြီးတော့မှသွားကြတာပေါ့နော်ဒါကတော့ကွန်တီဟုတ်ပါတယ်ဖူးဒီလက်ဗရန်တာမှာရှိတဲ့ကွန်တီဟောင်းဆိုင်ကဟိုဖူးလျှောက်ကြည့်ခဲ့တာဖြစ်ပါတယ်ပေါ့နော်ဆိုတော့အဲ့တုန်းကအဲ့ချိန်အဲ့နေထားမှာဟိုအမြင်လဲစီကြည့်ရဒီအမြင်လဲစီကြည့်ရပေါ့နော်အကုန်လုံးစီကြည့်တယ်ဆိုပြီးတော့မဝင်နိုင်ခဲ့ပါဘူးဆိုတော့ဒါကတော့ခုတငယ်ချင်းနေနဲ့ရှောက်သွားပြီးတော့အပြန်မှာအိမ်ရောက်ပြီးဒါကတော့ညဘက်ဟုတ်တယ်ညဘက်ကိုဖူးစံထွက်ဝယ်တာလားမသိဘူးမှတ်မိတယ်ပေါ့နော်ဟုတ်တယ်အေးလေးနဲ့စံထွက်ဝယ်တယ်အဲ့ချိန်မှာဘာနဲ့ဘိုင်စားလဲဆိုတော့စံတထုတ်ဝယ်ပြီးထမင်းချက်ပြီးတော့ပါလာတဲ့ငပိကြော်ပေါ့နော်မြန်မာပြည်မှာစားစရာတွေထည့်ခဲ့တဲ့ငပိကြော်ထုတ်လေးတွေအဲ့ဒါလေးတွေနဲ့ထမင်းလေးနဲ့စားခဲ့ရတဲ့ဘဝပေါ့နော်ဖူးမှတ်မိပါတယ်ဆိုတော့ဒါကညဘက်ဈေးထွက်ဝယ်ကြတာပေါ့နော်ဆိုတော့2ပတ်လောက်နေရတာဆိုတော့နည်းနည်းတော့ပျော်စရာတော့ကောင်းပါတယ်ဆိုတော့ဒါကတော့ day 3ဖြစ်ပါတယ် day 3မှာတောင်းကိုသွားကြတာဖြစ်ပါတယ် day 3တော့မဟုတ်ဘူးဂျားရဲ့ရက်တွေဟိုရှိသေးရပေါ့နော်ဆိုတော့ဒါလေးကဒီနောက်ဆုံးနေ့လို့ဗီဒီယိုထဲမှာတော့ပြောထားရပေါ့နော်ဆိုတော့နောက်ဆုံးနေ့ဆိုလဲနောက်ဆုံးနေ့ပေါ့နော်ဟုတ်ပါတယ်ဒါဒီနောက်ဆုံးနေ့ပေါ့နော်နောက်ဆုံးနေ့ကိုဖူရိုက်ထားတယ်ဂျားတွေကရက်ဒီမှာတော့ဖူမရိုက်ထားတာမရှိတော့ဘူးပေါ့နော်ဆိုတော့ဒါလေးတွေကိုပြန်ကြည့်ခြင်းအပြင်အရင်တော့ဘယ်သူတွေကပိန်နေဘယ်သူတွေကဝါတယ်အခုဆိုဘယ်သူတွေကဝါလာတယ်ဘယ်သူတွေကပိန်သွားတယ်ပေါ့နော်ဘာညာပေါ့ဆိုတော့အရင်ဗီဒီယိုလေးတွေပြန်ကြည့်ရောလေအတိတ်ကိုပြင်ဟောက်ပြီးတော့မှလွန်ပါတယ်ဆိုတော့အဆုံးတောင်လိုက်ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်